ကောင်လေးကသူ့စံပင်ကိုတကြားလုံးအခွန်နဲ့ထုတ်ပြီး CEO ကိုလက်ဆောင်အနေနဲ့ပေးလိုက်ပါတယ်။ CEO ကအထက်ကစပင်ကိုမြင်လိုက်တဲ့အခါမျိုးရိုးဗီဇစစ်ဆေးဖို့သူ့လက်ထောက်ကိုချက်ချင်းခိုင်းလိုက်ပါတယ်။အဖြေကိုမြင်လိုက်ရတဲ့အခါအမွာတွေကတကယ်တော့သူ့ကလေးတွေဖြစ်နေတာကိုတွေ့ရှိပြီးသူ့တုံးလုံးသွားခဲ့ပါတယ်။လွန်ခဲ့တဲ့2ရက်ကပဲ CEO ကသူ့ဇနီးဟောင်းအမွာမွေးထားတယ်ဆိုတာကိုမတော်တဆသိခဲ့ရပါတယ်။အမွာတွေရဲ့အသက်ကသူတို့ကွာရှင်းတဲ့အချိန်နဲ့ကိုက်ညီနေတာကြောင့်လမ်းခွဲပြီးနောက်ပိုင်းသူမသူ့ကလေးတွေကိုတိတ်တဆိတ်မွေးဖွားခဲ့တယ်လို့သူတန်တရားဝင်ခဲ့ပါတယ်။ဒါပေမဲ့သူ့ဇနီးဟောင်းကညှင်းဆန်ခဲ့ပြီးကလေးတွေကသူမနဲ့သူမရဲ့လက်ရှိခင်ပွန်းရဲ့ကလေးတွေပါလို့ပြောခဲ့ပါတယ်။သူမကအဲ့ဒီအမျိုးသားကိုတောင်သူနဲ့တွေ့ဖို့ခေါ်လာခဲ့ပါတယ်။အဲ့ဒီအမျိုးသားလက်ကမင်္ဂလာလက်စွပ်ကိုမြင်လိုက်ရတဲ့အခါသူဒေါသတကြီးနဲ့ထွက်ခွာလာခဲ့ပါတယ်။အဲ့ဒီအမျိုးသားကသူ့ဇနီးဟောင်းရဲ့တငယ်ချင်းအရင်ခောက်တယောက်ပဲဆိုတာသူမသိခဲ့ပါဘူး။အဲ့ဒီနောက်မှာအမျိုးသားကလက်စွပ်ကိုအမျိုးသမီးစီပြန်ပေးလိုက်ပါတယ်။အမွာတွေကအဲ့ဒီအမျိုးသားသူတို့အမေကိုသဘောကျနေမှန်းလျင်မြန်စွာပဲသဘောပေါက်လိုက်ကြပါတယ်။ဒါပေမဲ့သူတို့က CEO ကိုပဲသူတို့အဖေဖြစ်စေချင်ကြတာပါ။ CEO ကသူတို့အဖေရင်းမှန်းဘယ်လိုသိတာလဲလို့အမျိုးသမီးကမေးလိုက်ပါတယ်။ကောင်လေးကအမှန်တိုင်းပြောပြလိုက်ပါတယ်။အဖေနဲ့ကွာရှင်းစာချုပ်ကိုတားတခါမြင်ဘူးလေလို့ပြောပါတယ်။ CEO ကကလေးအုပ်ထိန်ခွင့်ကိုလူယူမှကြောက်လို့အမျိုးသမီးကကလေးတွေကိုတောင်းပန်ခဲ့ပါတယ်။ဒါကြောင့်သူမကသူတို့အဖေကိုတွားရှာခွင့်ဘယ်တော့မှမပေးခဲ့တာပါ။ပြီးတော့သူမကအလုပ်ပြီးတာနဲ့သူတို့ကိုမွေးရမြေစီပြန်ခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ကလေးတွေကပျော်ပျော်ရွှင်ရွှင်ပဲသဘောတူလိုက်ကြပါတယ်။နောက်တစ်နေ့မှာအလုပ်ကိစ္စကြောင့်အမျိုးသမီးက CEO နဲ့ပြန်တွေ့ခဲ့ပါတယ်။ CEO ကသူမကိုအိမ်ပြန်လိုက်ပို့တဲ့အခါဟိုအမျိုးသားကကလေးတွေနဲ့အတူအဲ့ဒီမှာစောင့်နေပါပြီ။ကလေးတွေက CEO ကိုတွေ့တော့အယမ်းပျော်သွားကြပြီးဖေဖေလို့မခေါ်ပဲမနေနိုင်ဖြစ်သွားကြပါတယ်။ကလေးတွေအမှန်တရားကိုဖွင့်ပြောမိမှစိုးရိမ်တဲ့အမျိုးသားကကလေးတွေကဒီတိုင်းစော့နေတာပါအယမ်းမတွေးပါနဲ့လို့ CEO ကိုပြောလိုက်ပါတယ်။ဒါပေမဲ့ CEO ကဒေါသထွက်သွားပါတယ်။သူအဲ့ဒီအမျိုးသားကိုမကြိုက်ပါဘူး။အမျိုးသမီးကသူ့ကိုအမြန်တားလိုက်ပြီးသူမရဲ့ခင်ပွန်းကိုအနိုင်မကျင့်ဖို့ပြောလိုက်ပါတယ်။ဒါကိုမြင်တော့ CEO ကသူတို့အမေရဲ့လိမ်ညာမှုကိုတကယ်ယုံသွားမှာဆိုလို့အမွာတွေကစိတ်ပူလာကြပါတယ်။ဒါကြောင့်ကောင်လေးကစပင်တချို့ကိုချက်ချင်းနှုတ်ကတကြားလုံးတစ်လုံးနဲ့ထုတ်ပြီး CEO ကိုပေးလိုက်တာဖြစ်ပါတယ်။ရုံးပြန်ရောက်တဲ့အခါ CEO ကဒေါသထွက်နေတော့ပါပဲ။ဒါပေမဲ့အဲ့ဒီနောက်မှာသူ့အမွာတွေစီကအတန် message တစ်စောင်လက်ခံရရှိခဲ့ပါတယ်။အမျိုးသမီးကအိမ်တော်မတွေ့ရသေးကြောင်းနဲ့သူတို့နိုင်ငံခြားကိုထွက်ခွာတော့မယ့်အကြောင်းသူတို့ပြောပြလိုက်ပါတယ်။အဲ့ဒါကိုကြားပြီးနောက် CEO ကကောင်လေးပေးခဲ့တဲ့တကြားလုံးကိုအမြန်ဖွင့်လိုက်ပြီးစပင်ကိုယူကမျိုးရိုးဗီဇစစ်ဆေးမှုလုပ်ခဲ့တာပါ။စစ်ဆေးချက်အဖြေတွေကိုမြင်လိုက်ရပြီးနောက်မှာတော့သူ့လေစိတ်ကိုတန်တန်မတ်မတ်အပြေးသွားခဲ့ပါတယ်။ CEO ကိုအဲ့ဒီမှာတွေ့လိုက်ရတော့အမျိုးသမီးတုံ့လှုပ်သွားခဲ့ပါတယ်။သူ့သမီးကသူ့ရင်ခွင်ထဲကိုချက်ချင်းပြေးဝင်သွားပြီးသူ့သားကသူ့လာတာဘလောက်မြန်ကြောင်းချီးကျူးလိုက်ပါတယ်။သူ့သား CEO ကိုပေးခဲ့တဲ့တကြားလုံးကိုရုတ်တရက်ပြန်တတိယသွားပြီးသူမအရာအလုံးကိုနားလည်သွားပါတော့တယ်။ CEO ကိုဘာလို့ချင်တာလဲလို့သူမမေးလိုက်ပါတယ်။ CEO ကလည်းသူမကိုငါမိမနဲ့ကလေးတွေကိုအိမ်ပြန်ခေါ်ဖို့လာခဲ့တာလို့ပြောလိုက်ပါတော့တယ်။